ရှင်တော်ဝိညာဉ်တော်အဖြစ်တော်၎င်းဘုရောရှင်ဘုရားရဲ့ကိုယ်ကစောင့်ကြည့်မဆာမှုအောက်မှာခေခေချာရီယာပြီးဆုံးနိုင်ဖို့ရတဲ့ဘုရောရှင်မဆာတော်ဒီရပိုင်ရှင်ခရစ်တော်ယေရှုနာမတော်မြည်ပြီး၍အလိုယိုဒီစွာဆုတောင်းစက္ကန့်ကြပါရဖမြတ်စွာဘုရားကျေးဇူးတင်ပါတယ်ခင်ဗျာအခုလိုချစ်အမျိုးသားနေ့ဒီထွေးနေ့မြတ်မှာကျွန်တော်တို့အခုလိုကျွန်တော်တို့ပျော်ပျော်ဆွဆွနဲ့1940စစ်ကိုနေမှာစတဲ့ပေါ်ပေါက်ခဲ့တယ်ကျွန်တော်တို့ချစ်အမျိုးသားနေ့ကိုခုလိုဖျားတဲ့ကြီးလို့အားဖြင့်ကျွန်တော်တို့ဒီစစ်ပျော်ပြည့်တဲ့အကြောင်းထွေးနေ့ကျေးဇူးတင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အချင်းချင်းအားလုံးအမကွယ်တဲ့မြင်ဝဲပြောင်းမှုမရှိတဲ့အချင်းအမျိုးသားလူပညာအမေထဲမှာနေတဲ့ညီရဲ့အကူမောတာ